နေ့ခေတ်လို digital ခေတ်ကြီးထဲမှာမိတ်ဆွေအနေနဲ့ခေတ်နဲ့အညီမလိုက်နိုင်ပဲနောက်ကျနေပြီလားခေတ်စနစ်နဲ့ခေတ်ရည်ဒီကြောင်ပြောင်းလဲလာတာနဲ့အပြင်အားလူတိုင်းနှီးပါးက digital အင်္ဂါရရှိဖို့နည်းမျိုးစုံနဲ့စူးစမ်းနေလာကြပြီဆိုတာမိတ်ဆွေသိပြီလားတချို့ကလည်း digital product တွေထုတ်ပြီးအင်္ဂါတွေရရှိနေတယ်လို့တချို့ကလည်း digital နည်းလမ်းပြ product တွေကြော်ညာပြီးအင်္ဂါတွေရရှိနေကြပြီဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကအဲ့ဒီလိုအင်္ဂါတွေရရှိဖို့အတွက်တစ်ဖက်တစ်လမ်းကနေအထောက်အကူပြုပေးနိုင်တာမို့လို့မိတ်ဆွေအနေနဲ့မဖြစ်မနေဝင်ကြည့်ပေးဖို့တိုက်တွန်းခြင်းပါတယ်โอเคကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အနေနဲ့အခုမှ video editing ကိုစပြီးလေ့လာမဲ့သူအခုမှစပြီးလုပ်မဲ့သူအထူးသဖြင့် beginner တွေကိုရည်ရွယ်ပါတယ်အဲ့ဒါကဘာလေးလဲဆိုတော့အဲ့လို video editing လုပ်တဲ့နေရာမှာအခုလိုမျိုးကျွန်တော်ရိုက်ထားတဲ့ video နောက်ပံ background ပေါ့နော်အဲ့ဒါလေးကိုကိုယ်စိတ်ကြိုက်ပုံစံလေးပြောင်းထည့်နည်းလေးကိုအသေးသေးညှောက်ဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ video လေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီး video အသစ်တင်တိုင်းသိရအောင်လို့ notification bell လေးကိုလည်းနှိပ်သွားပေးပါဦးခင်ဗျဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကက်ကက်တွေကိုလောက်ပါနော်ကက်ကက်ထဲမှာကျွန်တော်တို့ထည့်ခြင်းတဲ့ background ထည့်ခြင်းတဲ့ video ကိုကျွန်တော်ကက်ကက်ထဲမှာဖြည့်ညက်ကက်တွေလုပ်ပါတော့မလိုချင်တဲ့နေရာလေးတွေကျွန်တော်တို့ဖြတ်ထုတ်မယ်ကက်ကက်ထဲမှာဟိုလိုချင်တဲ့နေရာလေးတွေကိုထားပြီးတော့မှကက်ကက်ထဲမှာအသေးစိတ်ဖြတ်ထုတ်ပါတော့ကက်ကက်ထဲမှာကျွန်တော်အရင်ဆုံးဘာဖြစ်လို့လုပ်ခိုင်းတာလဲဆိုတော့ကက်ကက်ကအဲ့လိုမျိုးကျွန်တော်တို့ဒီ PC ဘာချင်းမှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ပုံစံလေးတွေကိုအသေးစိတ်ဒီလေးချင်းကြဖြတ်ညက်ထုတ်လို့ရကြတယ်ဖြန့်ညက်ထုတ်လို့ရတယ်ပေါ့ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီကတ်ထဲမှာအရင်ဆုံးကိုလိုချင်တဲ့ဗီဒီယိုကိုမလိုချင်တာတွေကိုဖြတ်ထုတ်တာကိုကတ်ထဲမှာလုပ်ခိုင်းတာဖြစ်တယ်ကတ်ပွင့်နေပြောရင် PC version မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗျာဒီအခုဒီမှာအဝါနဲ့ကြောင်းလေးတွေကဒါအတန်ပါတဲ့ဝါလိုင်းလေးတွေကိုပြထားတာပေါ့နော်အဲကြောင့်အဲ့ဒါလေးကိုကြည့်ပြီးတော့မှကျွန်တော်တို့အသေးစိတ်ဒီလေးတွေကြာဖြတ်ထုတ်လို့ရတယ်ဒါကြောင့်မလို့ဒီကတ်ထဲမှာလုပ်ခိုင်းတာဖြစ်တယ်ကတ်ပြီးသွားရင်ကျွန်တော်တို့ကင်မရာလေးကိုတွားပါတော့ကင်မရာထဲမှာကျွန်တော်တို့လိုချင်တဲ့ background ထည့်မှာပေါ့နော်ကင်မရာအကောက်ဒီ pro အကောက်ဖြစ်တာပို့တော့လိုတယ်ခင်ဗျဝေးဒါဆိုရင်ကျွန်တော်တို့ဒီမှာတွေ့တဲ့အတိုင်းပဲ video ဆိုတာလေးကိုကျွန်တော်တို့နှိပ်မယ်video ဟိုဆက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့လုပ်ချင်တဲ့ video နေအောင်ရောက်သွားမယ်အဲ့ဒီမှာပထမအဆုံးအနေနဲ့ကျွန်တော်တို့အခုလိုမြင်တွေ့နေရတဲ့ဒီကျွန်တော်တို့ထည့်ချင်တဲ့ background ကိုအရင်ဆုံးထည့်ရမှာပေါ့နော်အဲ့ဒါကို image ထဲမှာကျွန်တော်တို့ရွေးရမယ်ဗျ image ထဲမှာရွေးပြီးရင်အခုလိုချင်တဲ့ပုံစံလေးကိုကျွန်တော်တို့ background ကိုထည့်လိုက်မယ်ထည့်လို့ရှိရင် data လေးကို site ကိုလုပ်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ထည့်ချင်တဲ့ video ကိုတခါထပ်နှိပ်ပြီးတော့မှclick တစ်ချက်ပေးလိုက်လို့ရှိရင်အဲ့ဒီ background လောက်ထားတဲ့ပုံကိုကျွန်တော်တို့လိုချင်တဲ့ video ကရောက်သွားမယ်ခင်ဗျအဲ့ဒါဆိုရင်ဒီမှာကိုလိုချင်တဲ့ပုံစံလေးကိုချိန်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ background အပေါ်မှာမြင်နေရတဲ့ background remove ဆိုတာလေးကိုနှိပ်လိုက် background remove ကိုနှိပ်လိုက်လို့ရှိရင်သူအဲ့ဒါ background ကို auto ဖျောက်ပေးနေမယ်ဒါ pro အကောက်ဖြစ်မှဒီ background remove ကိုဖျောက်ပေးမှာဖြစ်ပါတယ် pro အကောက်ဝယ်ထားဖို့တော့လိုပါတယ်ခင်ဗျဒါဆိုရင်အခုဒီမှာ100ပြည့်သွားပြီเนาะဒါဆိုရင် background remove ပြီးသွားပြီ background remove ပြီးသွားလို့ရှိရင်ကျွန်တော်တို့ video ကိုကလစ်လေးတိုင်းထောက်ပြီးတော့မှလူကျင်တဲ့နေရာမှာ line ချိန်မယ် line ချိန်ပြီးတော့မှကိုထားခြင်းတဲ့နေရာအတိုင်းကိုရွှေ့ပြီးတော့မှထားပြီးလို့ရှိရင်ပြန်ကြည့်မယ် video ကိုပြန်ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့လူကျင်တဲ့အနေထားရပြီဆိုလို့ရှိရင်ဒါ background ထည့်တင်သွားပြီဖြစ်ပါတယ်ဒီမှာကြည့်လိုက်ရင်ကျွန်တော်တို့အနေထားရသွားပြီဒီနေ့ပုံစံအနေထားလေးရပြီဖြစ်တယ်အဲဒီတော့ရင်ကာလာလေးနည်းနည်းချိန်မှာဖြစ်ပါတယ်ဗီဒီယိုကိုထောက်လိုက်ဗီဒီယိုထောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ background လေးမှာ edit ဆိုတာရှိတယ် edit ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ကာလာချိန်လို့ရတဲ့ fader နဲ့ရောက်သွားမယ်fader တဲ့ဝင်ပြီးတော့မှကိုယ့်ရဲ့ကာလာလေးနည်းနည်းချိန်တာလေးပါပြီးလုပ်မယ် site လေးပါလေးနည်းနည်းကြီးတာတေးတာပါညာလုပ်မယ်ဒီ site သေးနေတယ်ဆိုလို့ရှိရင်လည်းကြီးနိုင်မယ်ဒီကြီးသွားတယ်ဆိုလို့ရှိရင်လည်းပြန်လျှော့လိုက်မယ်အဲ့လိုမျိုးလေးလုပ်မှာပေါ့နော်လုပ်ပြီးသွားရင်ကျွန်တော်တို့ဗီဒီယိုကိုကြည့်လိုက်မယ်တအားကြီးနေသလားကိုလှုပ်ထားတဲ့လူပုံစံကတအားကြီးနေသလားတေးနေတာဒါလေးကိုကျွန်တော်တို့ကြည့်မှာပေါ့နော်ကြီးနေတယ်ဆိုလို့ရှိရင်ကျွန်တော်ပြန်ချိန်မယ်ဒါလေးကလည်းနည်းကြီးနေတယ်ကြီးတော့ကျွန်တော်လည်းနည်းလေးပြန်လျှော့မယ်တေးသွားတယ်ဆိုလို့ရှိရင်နည်းနည်းလေးပြန်တင်ပါဦးဟိုကနည်းနည်းလေးကြီးနေတယ်ကျွန်တော်လိုချင်တဲ့အနေထားကိုမရောက်သေးဘူးအဲ့တော့နည်းနည်းလေးပြီးတာကိုနည်းနည်းလေးပြန်လျှော့လိုက်မယ်လျှော့ပြီးတော့မှကျွန်တော်တို့လိုနေထားရမလဲဆိုတာကိုပြီးရင်ပြန်ကြည့်မယ်ပေါ့โอเคဒါဆိုရင်ကျွန်တော်လိုချင်တဲ့အနေထားကိုရောက်သွားပြီဖြစ်ပါတယ် background ထည့်တင်တာပြီးပါပြီ background ဖြောက်တဲ့အခါတစ်ခုသတိထားရအောင်ကျွန်တော်တို့ဒီခေါင်းရဲ့တဝိုက်အနောက်ဘက်မှာကျွန်တော်တို့မူရင်းဗီဒီယိုရိုက်တဲ့အချိန်မှာ
တစ်ခုခုပါမနေဘူးပေါ့နော်ဟို background ကနောက်မှာဘာမှမပါတဲ့ background မျိုးဆိုရင်ပိုအဆင်ပြေတယ်ဗျတစ်ခုပါနေတယ်ဆိုလို့ရှိရင်နောက်ကျဖြတ်ရတဲ့စင်ကြရင်တချို့ကြံနေတာမျိုးဖြစ်တတ်လို့ပါဗျအခုဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ background ကိုတည့်သွင်းပြီးတော့မှဗီဒီယိုလေးတစ်ခုရသွားပြီဖြစ်ပါတယ်ဒီဗီဒီယိုလေးရဲ့အချောတက်ကိုတော့ကျွန်တော်ရှေ့ဆုံးမှာကျွန်တော်ထည့်ပေးထားပါတယ်ဗျရှေ့ဆုံးမှာပြောပြီးတော့မှပြန်ပြီးလေ့လာနိုင်ပါတယ်ခင်ဗျဘာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ကျွန်တော်လေ့လာထားတာဒီတွေကိုအခုမှစပြီးလုပ်မဲ့သူတွေအခုမှစပြီးတော့မှ video editing ကိုလေ့လာမဲ့သူကျွန်တော်လည်း beginner ပါအဲ့တော့ beginner တွေအတွက်ကျွန်တော်ပြန်လဲညှဝေပေးတာဖြစ်ပါတယ်ကျွန်တော်သိထားတာလေးကိုသိတဲ့လောက်လေးပြန်လဲညှဝေပေးခြင်းတာဖြစ်ပါတယ်ဆရာကြီးတွေကိုမရည်ရွယ်ပါဘူးဆရာကြီးတွေဆိုလို့ရှိရင် video ကိုကြော်သွားပေးပါခင်ဗျ beginner တွေအတွက်အဆင်ပြေမယ်လို့ညွှန်လင်းပါတယ်ခင်ဗျဒီလိုမျိုးဗီဒီယိုလေးကိုကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါဦးခင်ဗျလိုအပ်တာရှိရင်လည်း comment မှာပြောပေးတော့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ